ကျွန်တော်တို့ episode 1တော့ဒီဥစ္စာဆောက်ခဲ့ပါတယ်ကျွန်တော်တို့ The Wall season မှာပေါ့နော်ချက်ထဲမှာဆိုတော့ကျွန်တော်လိုတဲ့ဟာရှိပါတယ်အဲ့တော့အခုကတော့ adventure တစ်ခုထွက်ပါအောင်မယ်ခေါင်းမိုးမလုပ်သေးပါဘူးဘာရစတာလာတယ်ဟေး let's go အဲ့တော့အာယုံလဲလိုပါသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုစတုံးနေပဲဖြစ်နေပါတယ်အာယုံနဲ့မှအဆင်ပြေမှာမဟုတ်လို့ပါဒီလမ်းမမှတ်မိမှလည်းဆိုးတယ်နော်ဒီကျွန်တော်တို့ကန်ကောင်းတာဒီနောက်မှာ K ရှိပါတယ်ဒီ K ရှိတဲ့ခါကျကျွန်တော်တို့ကန်မှာအာယုံ let's freaking go ဟဲ့အာယုံတွေအများကြီးပဲ oh my god ကန်အဲ့ဒါကောင်းသွားတာ what the fuck အပစဝမ်းမရတာတွေ့လိုက်ရမှာဗျာဒါပေမဲ့မတွေ့လိုက်အောင်းနေအောင်အများကြီးဘယ်နှခုပေးမှလည်းမသိဘူးဒုက္ခโอเคဒါဆိုရင်ဒါသူတို့ပေးတာပြီးသွားပြီပေါ့နော်အဲ့လိုလောက်ဖို့အော်ရဘာမှမပါလာဘူးဘာလဲဆိုโอเคအာယွန်73ခုလားကျွန်တော်ဒီကိုလာဖို့တော့ကျွန်တော်တို့ခုနသွားယူပါအောင်မယ်ဒီတိုင်းလာလို့မရပါဘူးကျွန်တော်တို့ခုနသွားယူအောင်ခိုးလေးလည်းတူသွားလိုက်ပါအောင်မယ်ဟုတ်အပ်တယ်ပေါ့နော်ဒါလေးကျွန်တော်ခုနသွားယူပါအောင်အာယုံကကျွန်တော်တို့အာမမလုပ်သေးပါဘူးအကြောက်wait yes what the hell is that အဲ့တော့ငါmy freaking ကောင်ကပတ်ကွာလေရနေတော်တယ်ဟေးဒီမှာအာယုံရှိတယ်ဗောဒီနားမှာအာယုံကတ်တီကတ်လာပုံနေတာပါဟုတ်ကဲ့ဒါကျွန်တော်တို့ရဲ့သစတက်ရှိတဲ့ဥစ္စာလေးကိုတုံးပါမယ်လို့ပြန်တူအောင်ပါဗောနော်အဲ့ဒါရရမြအကောင်စုဗလာကြီးအာယုံဆိုတာကဟယ်လိုဘရောမအရမ်းများလို့မရှိပါဘူးနော်ရောဒီနော်တဲတွေအများကြီးတူးအောင်let's freaking go ဘာပြီးသွားပါပြီအဝါဆုံးပြလိုက်ပါတော့ okay ကျွန်တော်အာယုံရလာပြီဖြစ်ပါတယ်အာယုံလာပြီဆိုတော့တစ်သားလေကျွန်တော်တို့မှာအလုံးလောက်လုံးဝအများကြီးရှိပါတယ်ကျွန်တော်ဘေးနားမှာတစ်ပိတ်နေကြီးပါပဲအဲကြတော့အဆင်ပြေပါတယ်အမူကတော့မနှက်ဖြတ်မှလောက်ပါမယ်နောက်အပိတ်တစ်ခုမှပေါ့ဒီမှာကအာယုံဒီမှာချက်အာယုံကချက်ချင်းမရအောင်နည်းနည်းချက်ရတော့ပုံစက်ကိုကြီးညမ်းတော့မှာရပါတယ်ကိုလိုရလားမသိချက်ဒီလောက်ဆိုရပြီလို့ချက်နေချိန်မှာကျွန်တော်တို့ဘာတွေလိုလဲဆိုတော့ shit okay ဟိုတဲလေးလိုပါတယ်အကြောင်းရမှာကျွန်တော်က river နားမှာနေတော့တဲရတော့ easy ပေါ့တဲလိုတာကျွန်တော် glass လိုပါတယ်မှန်လိုပါတယ်လက်နဲ့ပဲတူပါမယ် oh my god ရေစီးကြောင်နေ what the fuckဒါတွေလဲယူပါပြန်ယူလိုက်ပါမယ်ညံ့မျောလို့ပါ okay freaking go အိမ်မမိတော့ပါဘူး
what the fuck တွေစဖြစ်နေပါပြီဟိုမှာအရင်အဲ့လိုအိမ်ပြောက်အောင်မှရင်ချောက်ပါတယ်အိမ်က10နှစ်လောက်ဆောက်ထားတာမဟုတ်ဘူးပါ what the fuck တော့ဒီတစ်ခုမှကျွန်တော်တို့ရဲ့ရလာနည်းနည်းလုံးမှာပေါ့ကျွန်တော် view ကလည်းတက်တားရကုန်တော့မယ်ဒါနဲ့လည်းကုန်တော့မယ်အားရောအင်္ဂါတွေရပြီလား6ခုလို့သေးတယ် okay ကောဒီဟာလေးကိုကျွန်တော် pick ကလုပ်ပါမယ်လုံးဝကောင်းမလား I don't know လောက်ဆိုရပါပြီအဲ့တော့အာယုကနာကယူထားပါတယ်တော့ဖတ်အော်ဒီမှာအာယုနဲ့ရေနော် pick ကတခုလောက်ပါမယ်ဘန်ဒါပြီးသွားရင်ဒါလေးကိုဖတ်လိုက်ပါပြီးသွားကျွန်တော်တို့အာယုနဲ့ S ကိုလောက်ပါမယ်ဒါမလုပ်ပါဘူးဒါမလိုသေးပါဘူးဘတ်ကတ်တစ်ခုလုပ်ပါမယ်တော့ဘတ်ကတ်တစ်ခုရပါပြီဒါရပြီဆိုလို့ရှိရင်ဒါတော့ထားလိုက်ပါတော့မယ်ဒါတော့ကျွန်တော်ချက်ထဲမှာထားမှာပေါ့တေသွားလို့ရှိရင်ဟိုနေ့ပြန်လာတော့ချက်ထဲမှာထားမှာဖြစ်ပါတယ်အဲ့တော့အာယုံအင်တာကိုရပြီနောက်ဘတ်ကတ်တွေပါမယ် okay ဆိုပြီးကုန်ပြီတော့ဟုတ်ကဲ့ပြလိုက်ပါဦး oh let's go there နားနေရရင်ဒါကြတစ်မျိုးကြီးဖြစ်နေဒါရမှာဒီလိုမဟုတ်ဒါရဒီနားမှာအဲ့လိုရပြီတန်းကြည့်ရှီလေးပါလေးလက်ခတ်လိုက်ပါမန်ခွက်ကတကယ်ထိုးကြနေဒီရရေတောက်လို့မရဘူးတဲ့ဘာဖြစ်လဲမသိဘူး let's freaking go အော်မှန်နေရပြီလားမသိဘူးနော်တော့ကြည့်လိုက်အောင်အနေရ okay ဆိုပြီးပြထားရအောင်မှန်နေရရင်မိုက်လို့ဟုတ်ကဲ့အဲ့တော့9မိနစ်တောင်ရှိပါထားတယ်ဘာမှမလုပ်ရဘူးမှန်နေရရင် okay ဆိုပြီးပါပြီဆက်လေးခုရှိပါပြီလက်ကိုကျွန်တော်တို့ဒီလှိမ့်နဲ့နေလိုက်ပါမယ်မှန်နေနဲ့ပို့ရကြည့်ပါလေမှန်လေးနဲ့ဟိုအမတန်လို့မရပါဘူးအားရ oh my god ကြောင်မဖြတ်မိပါနဲ့လို့ပြောလို့ yes ရပြီ let's go ဒါလေးကိုချက်ထဲမှာထားလိုက်တော့ဘယ်လိုလဲ what the freak တော့လေးကိုနည်းနည်းတနာတဲ့အတွက်တော့လောက်ပြရအောင်နည်းနည်းတနာလို့ပေါ့နော်စစ်သားလဲလုံလောက်ရှိရဆိုတော့ဒါခုနေမင်းထဲမှာလုံးမှာဆိုတော့အစာလုံလောက်မှုအတွက်ဘင်ဘင် my god ရောက်တော့နှိမ့်ပြီပါလားဝါဘင် let's go ဒီနောက်ဘာလို့ခဏလာကျွန်တော် flame ရှောင်းက flame ကဘယ်လိုတုံလဲတော့မိသွားပြီလောက်ကြပါဒါ flame လားကိုရာဗလာ flame လားဟဲ့အောင်ကောင်းဒါကရာဗလာ flame လားကိုရာဗလာ flame လားမသိပါဘူးဆွေးနေနေကြတယ်ကတော့ဆောင်းနေဆိုကြsao mà sao sao mà sao chắc gravel là hồi là gravel mà phải lên bảo là
အေးပါတယ် let's freaking go တောက်ဆုံးပလိုက်ရှင်နေငါဆုံးတော့လေ bye bye thank you ရပါပြီ gravel ရ offline ရပြီနော် flint right ရပြီရ flint ရဆိုကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့အေးလာနော်ဟာတယ် what the fuck flint ရပြီဆိုလို့ရှိရင် flint နဲ့ဒီမှာမှန်ကန်အိုင်မှာအာမာတော့လုပ်လို့ရပြီလားဆိုလုပ်လို့ရပါဘူးဒါပေမဲ့မလုပ်ချင်ဘူးပါတောက်ထားလိုက်မယ်အာမာဘာအာမာလို့ oh my god ငါမသိပါဘူးမင်းများရှုံးမလားလန့်တော့အာယုံကခုနှစ်ခုဆိုတော့အာမာတော့လုပ်လိုက်ပါမယ်ဝိုက်ချက်တော့လောက်လာသည်ဦးလောက်ဘူးတခုလိုနေတယ် what the fuck ဒီဘူးတခုလုံးမယ်ဒါပဲဘူးတခုပဲလုပ်လို့ရတာ what the fuck အဲ့တော့ဒီအားတောင်းကူကတော့ဒီမှာထိုင်ပါတော့ကျွန်တော်တို့ရဲ့ပထမဆုံးအာမလေးနဲ့အာယံဘူးတွေရပါပြီဖြစ်ပါတယ်အာယံဘူးဆိုတာပြောမယ်နော်အာယံခုနကကျွန်တော်ဘာလုံးတာလဲမိပါပါတယ်ခုနကကျွန်တော်တို့ဒီမှာဒီမှာပြမယ်ခုနတော့ကငါတို့ကမှားလားအမှားနာဒီလိုလားဟုတ်တယ်ဒီလိုခါရှခုစနခုဘလုံးလောက်တော့တည်ရစားတခြားခုဆိုရပြီနော်ဟိုအဲ့ငါလိုတော့မလို့ကွာမှန်တယ်ကြာချက်ထဲမှာတင်ထားတယ်နော်တကယ်လို့ငါတကယ်ပါဒါမလို့ဟာဟုတ်လို့ကျွန်တော်ဒီမီးချက်ကမီးရတယ်ဗျာဒီမှာဒီစောသေးဆယ်လုံးမီးချက်ကမီးရတယ်ဗျာကျန်မို့တကယ်တော့မလို့ဗျာဒီမိုင်းထဲမှာဟုတ်တယ်လူတော့လူတယ်ဟိုတွားပြန်ကြရမှာနော်လူမပြန်ပြီမီးချက်ကကုံလို့ရတယ်ဗျာဒါမီးချက်မကုံစေချင်အဲကြောင့်မို့တန်းလို့ထိုးစရာ3ခါဘုံဟုတ်ကဲ့ဆန်းရတော့ဘုံမီးလောင်ကျွန်တော်တင်ပါနော်ဟုတ်ကဲ့10လုံးပါတော့โอเคအားလုံးနဲ့တွေ့ပါတယ်ချိန်ကလာတွေးစရာကထားခြင်းဥမာကောင်ကမီးရေးသွားလို့မရအောင်နော်ပါလာဝိုင်းငါပါမောင်လေးရ3ဘူး oh my god oh my freaking god ကြောက်တယ်ဟာငါ yes oh my freaking god โอเคအဲ့မှာတကယ်ဒုက္ခရောက်သွားတာကျွန်တော်ကအဲ့မှာဒီမီးချက်ကမကောင်းပါဘူးအော်ရှိတော့တော့မင်းအဲ့ဝင်ဒီဘက်ပဲလာတာဆိုတော့လည်းရပါတယ်ဒီဘက်မှာဘာရှိလဲသိကြမှာလေရှိမယ်လို့တော့ထင်ပါတယ်ဟုတ်အဲ့ဒါပဲနိုင်လို့ရပါဘူးနိုင်ကြလို့ဟုတ်ကဲ့ကြည့်ရပါတယ်ကြောင်ကြီးမီးချက်ကခဏတုံးနေရတာမရမယ်တော့မရဘူးဒီမရကျွန်တော်ကဲမင်းအောင်ကျွန်တော်ထော့ကြွားယူမယ်ဒါမီးရခဏနေငင်းသွားရတော့ဒုက္ခပေးကြလိုက်အောင်မယ်အမေတော့ဘယ်လိုမှဟမ် she's ရာ oh
ဒုက္ခပေးခဲ့လိုက်ပါတယ်ဟိုဒီအနောက်မှာမလို့မိုင်းတွင်းရှိနေတာဆိုတော့ဆင်အရန်ဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့အိမ်ကဒီမှာကြာဒီမှာကျွန်တော်တို့အိမ်ရဲ့နောက်မှာဒီမှာတကယ်မိုင်းတွင်းဆိုအရန်ဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ဘာလို့မှလဲအာယုံကြိုးမှဖြစ်ပါတယ်အာယုံရှစ်ကိုကြုံမယ်ရတော့လားဆိုတော့ရတော့ပါဘူးကိုကိုရပြီနော် let's go အော်ခဏယူအောင် torch တော့ဆက်ကြပြကျွန်တော်လာလဲလမ်းလာလမ်းမှတ်မိအောင်လို့ကျွန်တော်တို့ရေလာလမ်းမှတ်မိအောင်လို့ဘာလုပ်မလဲ Oh my village wait a second အဲ့ဒီ village ကိုသွားမယ်ဗျာ village ကိုတွေ့တယ်ဟိုဘက်မှာနီးတော့နည်းနည်းလေးဗျာ what the fuck ကျွန်တော်တို့ရဲ့လုံးဝလေချက်နေတုံးခဲ့တဲ့နီးကျွန်တော်တုံးမှဖြစ်ပါတယ်အဲ့ဒီကမမမိမှာဆိုလို့ဒီ village ကိုရောက်ဖြစ်ပါတယ် village ပြက်ကြီးပေါ့နော်အဲ့တော့ရှိမရှိဘူးပေါ့နော်အကုန် free ဆိုကျွန်တော်အကုန်ယူပါတယ်ဒီလိုယူကြပြကျွန်တော် zombie တွေ village zombie ဟိုနေဗျာ village ရ zombie တွေ support မှာကြောက်လို့ဟာအာယုံလေးပါလေတော့နေချုံတယ်ဒါပေမဲ့တွေ့မှာမဟုတ်ပါဘူးဟယောင်ကြီးဒါရဒါယူမှာတခါတွေ့ဘူးလို့ခံစားနေရတယ် what the fuck ဟိုအယောင်ကြီးနေဟိုနင်းဖြစ်စားပါလေတဲ့အောင်တကယ်ကြီးမှောင်လာတာဟာရပြီကျွန်တော်တို့ခဲတော့တွေခေါ်ယူပါမယ်ထုတ်ကြပါအောင်ကျွန်တော်မရေးတော့ဘူးအဲ့တော့ကျွန်တော်တို့တွေယူပါမယ်ဟောရောင်ရဲခုံဘုံမှလည်းမယူလိုက်သလိုပဲရောက်ရှင်နေကုန်တဘာဗလေးကြလဲပြောင်းကြီးဒီလေးပဲပြုတ်ကြแต่မကြားမှာတော့နည်းနည်းဆန်ချက်တာနော်အစပါ let's go ထောက်မင်းငါမလားဟောတကယ်ချက်တစ်ခုမှမရှိရလို့မပြောစင်ပါဘူးပါမယ်နော်ပတ်ကွာမှာဆိုင်ပတ်ကွာလုပ်ပြီးဖြစ်ပါတယ်ဘာတေကိုလှုပ်ပေးတယ်လို့ဖြစ်နေညောင်ကြီးတကယ်ခုံထွက်လို့မရဘူးဟော what the freak ထွက်နေမယ်မထွက်ခိုင်းဘူးတူမyes ooh let's go ရောငါတော့လောက 100% ကိုဘိုက်စားမှာမဟုတ်တော့ဘူးငါလည်း farm လုပ်လို့ရတယ်နော်ဟုတ်တယ် farm လုပ်မယ်အရင်နောက်မှာ farm လုပ်မယ်ပေါ့နော်ဒီရွာရတော့ကြီးတယ်ဟာနော်ဘာမှမရှိဘူးနော်တော့ကြီးတဲ့ရွာကြီးပါ
crafting table crafting table oh no crafting table what the freak you water bucket ဟာရောင်သွားပြီအခုမှဆော်တာမလို့ပါလို့အပြည့်အယောင်ကြီးဘာမှမရှိပါဘူးလို့ what the freak ဒီမှာလည်းဘာမှမရှိဘူးလမ်းပြောက်မှာဆိုတာဟုတ်တယ်အဲ့တော့ကျွန်တော်မှတ်မိပါတယ်ကျွန်တော်ဘယ်ရလာလဲဆိုတာကျွန်တော်ဒီအောက်ဆင်းရမယ်ဟုတ်တယ်နော်ဟုတ်တော့ပါတယ်ကြောင်လမ်းနေပြောက်ပြီလမ်းနေအော်ကန်နေရန်ကောင်းနေခဲ့တယ်အမ်ဘရယ်တစ်ခုတောင်ရလိုက်သေးတယ်ဒါလားဟုတ်ဟာဒါလည်းမဟုတ်ဘူးနာဟာအော်ငါလမ်းပြောက်လို့မရဘူးနော်ငါဟိုဥစားဟိုနင်းဖြစ်တာဟာဒါလည်းမဟုတ်ဝေးဒါလားဟုတ်ဝက်ချန်လားရှာမယ်ဝက်ချန်ဟောနော်ဟုတ်တယ်ဝက်ချန်လားရှာမယ်အိုးဝက်ချန်ဒီမှာဒီပါလာတာဟုတ်လို့လားဟုတ်တယ်ဒီပါလာတာဒီမှာငါရိတ်ထားတယ်ဟာဒီမှာ village sheesh တကယ်မှမမြင်တော့ဒီပါလာလို့ထင်တယ်အလမ်းပြောက်လို့ကတော့ဟိုမှာငါ့ဥစ္စာအာယုံနေအောင်အကုန်ကြံခဲ့ရနော်ဟုတ်ဒီပါလာတာမဟုတ်ငါလာရေးမရှိဘူးဟုတ်ဝက်ချန်ဟိုမှာဒီမှာဟိုနေ wait sec နိုင်နော်ရှင်ရလည်းငါမတွေ့လိုက်တော်တော်လေးသားရဲ့အိမ်ဆောင်တာပြတယ် တော်လေးပြောတဲ့ ကိုအိမ်ကြီး မဟုတ်ကိုအိမ်မဟုတ်ဘူးလားကျွန်တော်ညီလာနေလို့ ကိုအိမ်ပြောင်းလို့ အာ ပြောင်းနေလို့သွားတော့ဆေးရတူတာနော်အင်ချီရမဖြစ်နေပါပြီနိုင်နော်โอ้ဒီဘက်အိမ်ရှာပြန်တွေ့သွားပါပြီလို့ဒုက္ခပဲဒီကရင်းနေပါထိတ်သွားတယ်โอเคตาม let's go တဲ့ဒီဘက်ကလာတာပါတဲ့ဝီးအဲ့ဒါရောင်းဟာမင်းကတတ်ချင်တယ်လေပါလားမင်းကတတ်ချင်တယ် golden flash ပဲရတယ်ဟေးလောက်ကြပါအောင်အေးဒါငါမှတ်ထားအေးဒါငါမှတ်မိဟိုမှာ
မိကြိုင်လေးတွေ့ပြီမိကြိုင်လေးတွေ့ပြီအဲ့လေးကိုအတိုင်းထားလိုက်ညဘက်ကျဟီရိုဘရိုင်းတော့မသိဘူးတွေ့တိတ်နေကြားနေရတယ်ဒီတူမှာဟီရိုဘရိုင်းမရှိပါဘူးလို့ဟုတ်ကဲ့တောင်းမှတ်မိလားတောင်းမှတ်မိရဲ့သူကငါကြည့်နေသူပဲကြောင်ကြီးလမ်းလေးမှာကိုယ်ကျွန်တော်တွေ့ခဲ့တယ်လမ်းကြီးပြီးနာကလူကျွန်တော်ကိုနောက်လှည့်သွားတော့တေးပေါ့အယောင်ကြီးပေါ်ပြန်တက်Okay let's go there ဒီပေါ်မှာငါရဲ့အိမ်ဟောငါကောင်ကတော်လားဒီမှာမိကြနေအောင်ရှိသေးတယ်တော်လားမင်းကတော့ mine သွားမှုဆိုပြီးတော့ငါ village တွေ့လို့ဆိုပြီးတော့ဝင်လိုက်တာဝင်လိုက်လည်းကောင်းပါပါလေမှာအများကြီးပဲရခဲ့မှာကျွန်တော်တို့ food resort တွေလည်းအများကြီးပဲဘယ်လိုထည့်ရမှန်းတော့မသိအချိန်နေဖြစ်နေဘာလေးကိုအဲ့မှာဒီမှာကြီးဘောနော် pharmacy တွေအများကြီးပဲနော်ခဏလောက်ရမယ်ပြင်တော်လေးကိုအများကြီးရခဲ့တဲ့အဲ့မှာတော့လားတပါစီလေစီပဲဟာပါစီတယ်မပြောစီပဲโอเคဒါဒီမှာထားခဲ့လိုက်ရပေါ့ဘယ်မြောက်ဒီမှာထားခဲ့မှာပါကျွန်တော် don't flash နိုင်နော်အဲ့ကျွန်တော်ကစိုးမှထားလိုက်ပါမယ်လိုက်ပါဆိုရင်ကျွန်တော်တို့ရဲ့ခုနှစ်လုံးမဲ့နေရာလေးအကောင်းလို့ဒီနားလေးမှာဆိုရင်မှန်နော်ဒီနားလေးမှာဆိုဟုတ်တယ်လေဘေးနားလေးမှာ yes အဲ့ဆိုရင်လုံးမလားဆိုလုံးမဖြစ်ပါတယ်ခရလိုက်ပါအောင်မယ်တခုအာယုံနဲ့ခရလိုက်မယ်နော်အာယုံနဲ့နည်းနည်းပေါ်နေပြီဗျာဟုတ်တယ်မလားကိုလိုက်မလား လိုက်လိုက်မလား ဒါပြ ဘယ်ရောက်ပါလဲဟော ကဲနော် မလိုက်ပါဘူး စတစ် သူ့ကပွဲဆိုင်နေခါပြီးသားလား ပြောင်းတက်တက်ရှိတော့ အဲ့ဒါလည်းမရဘူးလား စတစ် last freaking go စတစ်ရပါပြီဆိုရင်အာယုံ no လုံးမဟုတ်ဝိတ်အော်အာယုံနှစ်ခုလို့တာဟာဒီအာယုံနှစ်ခုလို့နော် ဟိုဖေဖေမမေးလို့မရဘူးမင်းမရဘူးဖေဖေသိထားတာအဲ့ဒါကမမေးသိထားတာမင်းမကြည့် ခုမှလည်း boom yes ဘူးအဲ့ဒါ ဟာဘူးလို့ okay ရပါပြီနော်ကျောင်းရဲ့မိုးချုပ်တော့မယ်ဆိုတော့မနေ့ပြန်ကြားရင်ဖားလောက်ပါမယ်ဟိုဝိတ်ကျွန်တော်ရဲ့ဝါရောင်ဘတ်လေးနဲ့လေးလိုက်ပါအောင်မယ်တကူပမ်နစတက်ရှင်မနေရှိပါပြီလို့ကျွန်တော်ဗီဒီယိုထိုင်ရိုက်နေတာပေါ့နော်အဲတော့ ကြာလာမှာလိုက်လာတာ လိုက်တော့ ဒီမနေ့နေကနေပေါင်းတော့ရလိမ့်မယ်နော်ပြင်ရကကြည့်ရတော့ဟုတ်ထုံးတာကြည့် ခဏလေးပဲတောင်းပါ ပြီးတော့နောက်မှာပဲနေမှာကျန်ဟုတ်တယ် ဟမ် ကောင်းစရိတ်လက်ကမှမိုးရတဲ့ထဲမှာတေးကြအောင်မကြနဲ့နော် နိုင်ဆောင်ကခဏလေးလိုက်ခဲ့မယ်ခင်ဗျခဏလေးဆောင် အစားနိုင်ဘူးတောင်းလာဆိုတော့ထ ဟုတ် ဖြစ်ရတယ်မအချိန်နဲ့ခံတဲ့ဝယ်ရမယ်ဒီကောင်ကတော့စောင့်နေရအောင်မလားထိုင်ရချ အော်ဒီမှာခုနလောက်ပြီးသွားဆိုတော့ရှေးမြန်တော့မှဖြစ်ပါတယ်ရေ လိုက်လိုက်ဒီလိုထားပြီးတာဟာစောက်ကင်းကိုစော့မိုးရရောက်မှတော့ကြားလား ဟုတ် အမကြဆိုရင်တော့လောက်ချလာခဲ့ ဒီမှာတော့ဖန်းဆောင်နေပါပြီဖန်းဝတ်တစ်မျိုးတော့တစ်မျိုးကြီးပဲနားနေဦးဗျ
စားလိုက်ပါဦးမယ်အေးတော့ဒါကျွန်တော်တို့ဒီလို progress ကိုရတော့ပထမဆုံးလုပ်ဖူးတာဖြစ်ပါတယ်ခဏနေပါအမ်ဘကန်နှစ်ခုတော့မလုပ်တော့ကျွန်တော်ဘေးနားမှာအတိုင်းလေးချလိုက်မယ်နော်ရှေးကန်လေးပေါ့လို့ဆိုတော့ရှေးကအလာအောင်ယူလို့မရသေးဘူးလားဟိုမှာမြေကြီးတွေတော့ပဲဖြစ်ကုန်မလားမသိပါဘူးရတယ်ဒါအစတွေကမလုံးမိကြပေါ့နော်ကျွန်တော်အခုမှ Minecraft ကကျွန်တော်အရင်တော့ဆော့တယ်ပြတယ်ဒီလောက်ကြီးတော့တိတ်ရှေ့ရမှာဆော့ဘူးတော့အဲ့လိုဖြစ်သွားတယ်ဗျာinfinite water let's fucking go infinite water ရပြီပန်း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 ဒီနောက်လောက်မှရေတစ်ခုချမယ်ပန်း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 ဒီနားလောက်မှရေတစ်ခုလောက်အဲ့တော့ပန်းအစီကြီးကျွန်တော်ချမှာဖြစ်ပါတယ်ကျွန်တော်4တဲ့နဲ့မှ80နဲ့20အစီပါအလုံးမလောက်လို့ရှိရင်တော့ကျွန်တော်လည်းမသိပါဘူးဒါတွေဒီဗီဒီယိုတွေကိုရင်ဆိုင်ပါမယ်တကယ်ဆော့လို့ကောင်းတယ်ဟာမိုင်းအဲ့တော့ကျွန်တော်ဆော့တယ်ဒါပေမဲ့ဒီလောက်ထိရအောင်မဆော့ပါအဲ့တော့ဒီလောက်လေးဆော့တော့ဆော့ရတာဒီလောက်ထိရအောင်မဆော့ပါကျွန်တော်ပြောတိုင်းပါပဲအော်ဒါခုနေဟာတန်Oh my god ဂိမ်းမလောက်ဘူးနေရမလောက်ပါဘူးတဲ့နေရက what the freak ငါ15ခုတောင်လို့သေးတယ်နော်မဗျာနောက်ထပ်30နဲ့မှ30နဲ့မှဟုတ်ပါအခု20ဒါ20တောင်ကျန်သေးတယ်ဗျာတော့ရေးဒါတော့မှဒီမှာဒါနော်တော်တော်လှုပ်ထားလို့ကဒီမှာဆိုလို့ရှိရင်ဒီမှာလေးဘက်မှာလာလိုက်မယ်နော်ဒီနားမှာဆိုတော့ဒီလေကောင်လောက်မှာရှေ့ရှိခုကြံသေးပါတယ်ဒီလောက်ကြပါအောင်ဗျာလေတော့မနေရဒီဘက်မှာရှိသေးတယ် let's freaking go okay ဒီတော့ခလိုက်ပါအောင်မယ် okay အဲ့တော့အဲ့တော့လုံးကြံတော့3 2 3 4 5 6 8 9 10
အော်ကျွန်တော်ဖုန်းတော့ရောက်သွားပါပြီလို့ဟုတ်ကဲ့ကျွန်တော်တို့လေသမားဖြစ်သွားပြီဗောနော်ဟဲ့အော်ဟုတ်တယ်ဒီတစ်ခုလည်းလောက်အောင်မယ်ဟာ let's go အော်ငါတက်နေလိုက်တာဟာတက်နေလို့မရဘူး brother တို့ရတက်နေအဲ့လိုဖြစ်သွားတာခုနောက်တော့တစ်ခုပြောက်သွားပြီအော်ဒီဘက်မှာโอเคတက်မနေပြီနော်ဒါတက်မနေမိနေနဲ့ဟဲ့ဟိုရောအာရောင်ကြီးမှုတ်တော့ပါဘူးနော်တကယ်ငိုချင်းနေကျွန်တော်အကာတစ်ခုလုပ်ပြီးမှရတော့မယ်နော်မို့ကျွန်တော်အဲ့ဒီဘောတက်နေမိပါအဲ့လိုဖြစ်ကုန်လိမ့်မယ်ကျွန်တော်ဘယ်လိုလုပ်လဲမေးပါလို့ဘယ်လိုလဲမေးပါလို့ပါလို့အကာဘလို့လုံးတော့ချန်စီယိုဘလို့လုံးလဲချန်စီယိုဒီမှာအော်အဲ့လိုလားအဲ့တော့ကြာမှာ what the fuck ရှန်စီယိုအော်ဘလို့တော့ငါမှဒါတွေရှိတယ်လေ15ခုတော့လုံးလုံးထင်းပါသလားကျွန်တော်ကတော့တကယ်မထင်းပါဘူး15ခုနဲ့ကြောင်ဟဲ့တိတ်မလုံးလောက်ထင်းရနော်ငါမလောက်ဘူးဒီနေ့တိုင်းတက်ခေါ်ရတော့မယ်ရမ်းပြောတယ်တက်ခေါ်ရတော့မယ်ဟေး let's go တကယ်မလောက်ဘူးရောင်အဲ့တောင်အယောင်တော့နဲ့တနစ်ကုန်သွားပါပြီပုံအော်ဒါညမဟုတ်ဘူးပေါ့အော်နှောင်းနေကျွန်တော်တို့ဗီဒီယိုအပ်မှာတော့မယ်မအပ်ခင်လေးမှာကျွန်တော်တို့ရဲ့ဒါလေးကိုရေးကြည့်ပါမယ်ကျွန်တော်တခုကဘလို့ဒီလိုဖြစ်သွားတယ်ရောင်ကြီးဒီဝေးကိုနေချိန်မှာကျွန်တော်တို့ peach ပါကျွန်တော်တို့ရဲ့ဒီအိတ်လေးနဲ့ကျွန်တော်တို့သုံးသက်ပြီးဖြစ်ပါတယ်ဟိုတော့တိတ်ပြီးတော့မလိုက်တော့ကျူပါကျစင်နော်3 2 1